စားတဲ့မျက်နှာနဲ့မစားတဲ့မျက်နှာတူလားအဲ့အတိုင်းသွားမှာနော်စားတဲ့မျက်နှာဟာပြုံးကြည့်ထွက်သွားတာပဲအဲ့လိုပဲသူများကိုပြုံးကြည့်အောင်လုပ်ပေးလိုက်တဲ့လူတွေလည်းနောက်ဘဝတန်ត្រာမှာကိုယ့်မျက်နှာလည်းချောတယ်နောက်အဝတ်လူရင်လည်းဘာဖြစ်လဲရုပ်ချောတယ်နော်ဝတ်လူရင်လည်းရုပ်ချောတယ်ဘာဖြစ်လို့လဲလူမအဝတ်တောင်းမအဝတ်နော်တော်ယုံတန်ယုံရုပ်ရည်သမားဟာသူနဲ့လိုက်ဖက်မဲ့အဝတ်တွေကိုဝိစင်လဲရရင်အိန္ဒြေအကုန်လုံးမျှပြီးတော့ကြက်သေးမရောက်လဲရသွားတာရသွားတယ်နော်နောက်တစ်ခုကတန်ရှင်းရေးကုသိုလ်တန်ရှင်းရေးကုသိုလ်နော်ဘုရားကျောင်းကံရောက်တဲ့အခါမှာအလကားမနေနဲ့အမိုက်လေးတွေ့ရင်ကောက်ပြလိုက်နော်ကြံလေးတိုက်ပခဲ့သုံးဖို့ပကံခွက်ရောက်ဆေးလက်တော့ဝေလေးရှော့တန်ရှင်းတဲ့နေရာဝင်လိုက်ရင်စိတ်ဘယ်လိုနေလဲစိတ်ချမ်းသာတယ်မျက်နှာလည်းကြည်သွားတာနော်ညစ်ပတ်နေတဲ့နေရာဝင်ကြည့်စမ်းတခါတည်းမျက်နှာကိုရှုပ်ထွက်သွားတာပဲနော်အဲ့ဒီအတိုင်းပါပဲတန်ရှင်းအောင်လုပ်ပေးတဲ့လူတွေဘာဖြစ်လဲရုပ်ချောတယ်ကဲနောက်တစ်ခုဒေါသကိုထိမ့်ပြီးတော့သီးခံတဲ့လူတွေလည်းရုပ်ချောတယ်တဲ့ဒေါသထိမ့်သီးခံတော့မျက်နှာကဘာလို့အမြဲတမ်းပြုံးရွှင်နေတယ်နော်ကဲဒေါသကြီးတဲ့ပုဂ္ဂိုလ်ကျတော့မျက်ထောက်တွေနီးမျက်လုံးတွေပြူးထွက်လာတဲ့လေချောင်းကြောကြီးတွေမေးကြောကြီးတွေထောင်တက်လာတယ်နောက်ဘဝရုပ်ချောမှလားရုပ်ဆိုးမှလားကဲဒါမြင်ရုပ်ချောအောင်ဘယ်သူလုပ်ခဲ့တာကိုယ်ပဲလုပ်ခဲ့တာရုပ်ဆိုးအောင်ရောဟိုရုပ်ဆိုးတဲ့အမေစီရောက်လို့ဟုတ်လို့လားတချို့ကပြောတာအောင်မလေးဒီအမေကရုပ်ဆိုးမှတော့သမီးလည်းရုပ်ဆိုးဘောတဲ့ဘာမှမဆိုင်အမေရုပ်ဆိုးလို့သမီးရုပ်ဆိုးတာလားကိုယ်ကံကြောင့်ကိုဖြစ်တာလားဗီဇကတူတယ်ဆိုရင်လေကိုယ်မှရုပ်ဆိုးစေတဲ့ကံကြောင့်ရုပ်ဆိုးတဲ့မိခင်ဝန်နဲ့ရောက်တာနော်အမေအဖြစ်လားကိုယ်ကံလားကိုယ်ကံနော်အဲ့တော့ကံမတူလို့အကျိုးပေးတွေမတူကြတာတဲ့ကဲနောက်ပညာတတ်ပညာမဲ့ပညာတတ်နဲ့ပညာမဲ့နော်ဘဝမှာသူများတွေကိုပညာရေးကူညီပေးတယ်ကျောင်းမနေနိုင်တဲ့ကလေးကျောင်းထားပေးတယ်စာအုပ်ဖို့မရှိစာအုပ်ဖို့ပေးတယ်နော်တို့မို့ရင်ဒီပညာရေးအတွက်အခြေခံကြတဲ့ထောက်ပံ့မှုလေးတွေလုပ်ကိုင်ပေးတယ်နောက်တရားနာတယ်မသိတာရှိရင်မေးတယ်အဲ့ဒီပုံကိုယ်တွေပါဖြစ်တယ်ပညာတတ်တယ်တရားနာတော့လည်းအသိရတယ်မသိတာမေးတော့လည်းသိသွားတယ်အဲ့ဒီတိုင်းနောက်ဘဝတွေလည်းသူကအသိတွေတိုးသွားအောင်နော်ကဲသူများတွေပညာရေးကိုပိတ်ဆို့တယ်မတက်နိုင်အောင်လုပ်တဲ့ကြောင်းစာမတက်အောင်လုပ်တယ်နောက်ဘဝဘာဖြစ်မှာပညာမဲ့ဘယ်သူလုပ်တာကိုယ်ဟဲ့လုပ်ခဲ့တာနော်အဲ့တော့အခုပစ္စုပန်ကြုံနေတဲ့အကျိုးတရားမှန်သမျှဒီအတိတ်ကပါလေအကြောင်းကနေသူများလုပ်ခဲ့တဲ့အကြောင်းလားကိုလုပ်ခဲ့တဲ့အကြောင်းလားကိုလုပ်ခဲ့တဲ့အကြောင်းအကြောင်းမကောင်းရင်အကျိုးမကောင်းဘူးအကြောင်းကောင်းရင်အကျိုးကောင်းတယ်ဘယ်သူအပြစ်တင်ရမှာမတင်နဲ့ဘယ်သူမှအပြစ်မတင်နဲ့ကံတရားသာနှလုံးသွင်းတော့သူကတယောက်ယောက်တင်ချင်ပုံရတယ်ထင်တယ်နော်မတင်နဲ့ကဲတချို့ကအတိုင်းဝိုင်းတောင့်တင်းတယ်တချို့ကအတိုင်းဝိုင်းနဲတယ်စဉ်းစားကြည့်နော်အတိုင်းဝိုင်းကလည်းလူလောကမှာလိုတယ်နော်တစုံတစ်ယောက်ကတစုံတစ်ယောက်ကိုစော်ကားခြင်းပြီဆိုရင်သူ့အတိုင်းဝိုင်းမရှိရင်လုံရဲတယ်ဘာဖြစ်လို့လဲပြန်မလှန်နိုင်ဘူးလေအတိုင်းဝိုင်းတောင့်တင်းရင်သွားမထိတဲ့သူ့အတိုင်းဝိုင်းအကြီးကန်းလို့ဝိုင်းရမယ်ဒုက္ခရောက်သွားမယ်အဲ့တော့မစရဲဘူးမထိရဲဘူးအဲ့တော့အတိုင်းဝိုင်းဟာလေလူလောကမလိုဘူးလားလိုလားအတိုင်းဝိုင်းတောင့်တာဘာကြောင့်လူတဲ့အခါမှာအချမ်းအယံနဲ့လူခဲ့လို့ဘာနဲ့လူခဲ့လို့အချမ်းအယံနဲ့လူခဲ့လို့တခုတည်းဒုံဒီမလူနဲ့လို့ပြောတာနော်ဖဏလူရင်ဘာလေးထဲပါထီးလေးထဲလိုက်ပေါ့သင်္ကန်းလူရင်ကပန်းကျိုးလေးထဲလိုက်ဖျောင်းနိုင်လူရင်မိကျစ်လေးထဲလိုက်ကတင်လူရင်ခြံအောင်လေးခေါင်းအောင်လေးဆောင်လေးထဲနော်အဲ့ဒီလိုတစ်ခုတစ်ခုကိုသူနဲ့သက်ဆိုင်ရာအချမ်းရံလေးတွေထည့်လူရင်ဖြစ်လျက်ပေါ်မှာအချွေရံပေါ်တယ်ချွေရံပေါ်တယ်ဆိုတာအတိုင်းဝိုင်းတောင်းတင်းတယ်လို့ပြောတာနော်အဲ့အတိုင်းဝိုင်းလည်းခုံတစ်မျိုးပဲနော်ဒီအတိုင်းဝိုင်းကြောင့်အရှိန်အဝါနဲ့လှုပ်လို့ရတာတွေတော့မရှိဘူးလားရှိတယ်ကဲတချို့ကြတော့အတိုင်းဝိုင်းနဲတယ်ဘာဖြစ်လို့လှူတော့လဲအချမ်းရံမပါတယ်လို့သူများပေါ်မှာမနာလို့ဝန်တိုလဲပိတ်များတယ်ဆိုရင်ဖြစ်လျက်ပေါ်မှာအချွေရံနဲတယ်တဲ့သူများလှုပ်ခဲ့တာလားကိုလှုပ်ခဲ့တာကိုလှုပ်ခဲ့တာတချို့ကအမျိုးမြတ်တယ်တချို့ကအမျိုးညံ့တယ်အဲ့ဒါလည်းပဲသူများလှုပ်တာလားကိုလှုပ်တာလားကိုလှုပ်တာပဲဘုန်းကြီးတို့ဒီမှာငယ်ငယ်တုန်းကလေမန္တလေးမြို့မစိုးရိမ်တိုက်မှာစာတင်တော့မစိုးရိမ်တိုက်ဘေးမှာချောင်းရှိတယ်အဲ့ဒီချောင်းကိုရွှေတချောင်းလို့ခေါ်ပါတယ်ရွှေတချောင်းရဲ့ဘေးမှာရွာဟိုင်းဆိုတဲ့သုတ်တန်တစ်ခုရှိအခုတော့သုတ်တန်မဟုတ်တော့ဘူးအခုတော့ဈေးရုပ်ဈေးကန်းတွေအကုန်ဖြစ်ကုန်ပါပြီအဲ့ရွာဟိုင်းသုတ်တန်မှာသူ့ဘရာဇာသမီးလေးဟာအင်မတန်ချောတယ်တဲ့ဘ
ုန်းကြီးတို့တော့မတွေ့ဘူးပါဘူးကျောင်းနဲ့တုတ်တန်နဲ့နီးတော့တချို့လူနာတွေကအတုပတွေကမတတ်နိုင်ဘူးဆိုရင်ကျောင်းကဘုန်းကြီးတွေအရှင်ပြရဲ့ဟိုမှာလူရှင်တော့မတတ်နိုင်ဘူးအတုပရှင်ကလာပေးပါအောင်ဆိုဘုန်းကြီးတွေလည်းသွားပြီးတော့တရဏဂုံတင်ပေးတာကိုကြတော့လူတွေနဲ့ဘုန်းကြီးတွေနဲ့အဝင်ထွက်တွေများတော့လူတွေကပြောပြလို့ဒီကျောင်းလေးကြားတာအတုပရဇာသမီးတော်တော်လေးချောတယ်တဲ့တက္ကသိုလ်ကျောင်းတက်နေဒုတိယနှစ်တဲ့ဒါလွန်ခဲ့တဲ့နှစ်20လောက်ကပြောတာနော်ဒုတိယနှစ်အဲ့ဒါဒုတိယနှစ်တက္ကသိုလ်ကျောင်းသူချစ်တဲ့ကြိုက်တဲ့လူကလည်းတော်တော်ပေါ်တယ်တဲ့ရုပ်ကတော်တော်ကိုချောတယ်လို့ပြောတာပဲကဲအချိန်တန်အိမ်တောင်ပြုစုဆိုတော့တရားမှသူ့မယူဘူးတဲ့ဘာဖြစ်လို့လဲနှစ်ယောက်ကမှဘာလို့လဲဆိုဘယ်လိုဖြစ်မှာသူ့ဘရာဇာဆိုတော့ဂုံရှိလားအမျိုးမြတ်တာလားအမျိုးညံ့တာလားယောက်ကမှအိမ်သွားလဲဆိုတော့ကိုယ်ဘယ်နှလုံးခွာကြွားမှမသိဒါလူလောကအတိုင်းဝိုင်းထဲမှာဒီပုံစံဆိုလို့ရှိရင်ဒါကျွန်တော်ယောက်ကမှပါလို့လူကြားထဲမှာထိုးပြလို့မရဘူးအဲ့တော့ဒီလိုအမျိုးညံ့သွားတာဘာဖြစ်လို့လဲမာနကြီးလို့ဘာကြီးလို့မာနကြီးလို့ညှိုးညံ့တာနော်မာနနဲတယ်နှိမ်ချတယ်ကိုနှိမ်ချတယ်ခါရဝတရားရှိတယ်ဆိုအဲ့ဒါဖြစ်လျက်ဘဝမှာအမျိုးမြတ်တယ်ဒါပေမဲ့အမျိုးမြတ်အောင်ဘယ်သူလုပ်ကိုပဲလုပ်အမျိုးညံ့အောင်ဘယ်သူလုပ်ကိုပဲလုပ်တယ်ကဲဒါဆိုရင်ပြုသမျှကိုရဲ့အကြောင်းအားလျော်စွာမလုပ်ကြတာအကျိုးရကြတာဒါကြောင့်လောကမှာဖြစ်နေသမျှတွေဟာတရားသဘောနဲ့ကြည့်ရင်မကျေနပ်စရာတွေလားကျေနပ်စရာတွေလားဘာဖြစ်လို့လဲကိုလုံးတဲ့အတိုင်းပြန်လာတာအဲ့ဒါတစုံတစ်ယောက်ပေါ်မှာဒင်းကြောင့်နင်းကြောင့်ပြောစရာလိုသေးလားကိုပြုသည့်ကံကိုထံပြန်နေတဲ့နော်ကဲအဲ့ဒီလိုပစ္စုပန်နဲ့တန်တရာအတိတ်နဲ့ပစ္စုပန်ဆက်ဆက်ကြည့်နော်အတိတ်နဲ့ပစ္စုပန်ဒီလိုဆက်ဆက်ကြည့်ရင်ဖြစ်သမျှအာလုံးဒီအကြောင်းမဲ့တက်ဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာအကြောင်းကြောင့်ဖြစ်တာအဲ့ဒီလိုအကြောင်းကြောင့်ဖြစ်တယ်ဆိုရင်အတိတ်ကအကြောင်းအားလျော်စွာပစ္စုပန်မှာဖြစ်ကြတယ်အကြောင်းကောင်းရင်ကျိုးကောင်းတယ်အကြောင်းမကောင်းရင်အဲ့ဒီလိုပဲပစ္စုပန်အကြောင်းအားလျော်စွာနောင်နာဂတ်ကိုလည်းသွားကြအောင်မှာပဲတဲ့နော်ဒီဘဝလုံးသမျှအကြောင်းကောင်းရင်အနာဂတ်တန္တရာအကျိုးကောင်းမှာပဲဒီဘဝပြုတဲ့အကြောင်းကံတွေမကောင်းရင်နောင်နာဂတ်တန္တရာအချိုးပေးမကောင်းနိုင်ဘူးနော်ဒါပေမဲ့ကိုကောင်းအောင်ဘယ်သူလုပ်တာကိုပဲလုပ်တာကိုမကောင်းအောင်လဲကိုပဲလုပ်တာဘယ်သူဒီကကိုဒီကနော်ဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်တွေကိုဖတ်ရှုပြီးရင်နာယူပြီးရင်ဘယ်လိုသိရလဲဆိုတော့လူဆိုတာအတိတ်ရဲ့သားသမီးအနာဂတ်ရဲ့မိဘအတိတ်ရဲ့သားသမီးအနာဂတ်ရဲ့မိဘဘာဖြစ်လို့လဲအတိတ်ကံပေးတဲ့အတိုင်းဖြစ်လာတာနော်ဒါကြောင့်မိဘမွေးတဲ့အတိုင်းထွက်လာတဲ့သားသမီးလိုပဲအတိတ်ကံကပေးတဲ့အတိုင်းဖြစ်လာတဲ့သားသမီးဒါနဲ့ဒီသားသမီးကိုမိဘကအနာဂတ်ရေးမြော်တွေးပြီးတော့ဘယ်ကြောင်းထားမယ်ဘယ်လိုတင်မယ်ဘာတွေသင်ခိုင်းပေးမယ်မိဘကစီမံပေးလို့ရတယ်လို့ကိုယ်အနာဂတ်ကိုစီမံလို့မရဘူးလေရတယ်ဒါကြောင့်ကိုဒီပင်ရင်ကိုအနာဂတ်ရဲ့ပါလေမိဘကိုဒီပင်ရင်ကိုအတိတ်ရဲ့သားသမီးအတိတ်ကံကပေးတာမလိုချင်ဘူးညင်းလို့ရလားအဲ့တော့အတိတ်ရဲ့သားသမီးအနာဂတ်ရဲ့မိဘဒီလိုနားလည်ကြပြီဆိုရင်သူများကိုလိုက်ပြင်ရမှာလားကိုပြင်ရမှာလားအဲ့ဒါလို့မြင်သိတာကိုဘာလို့ခေါ်လဲပညာရှိနော်ပညာရှိ